ဖိုးလန်းမြို့တော်ရဲ့တော်ဝင်ပြတိုက်တစ်ခုလုံးမှာပေါက်ကွဲမှုတွေဖြစ်ပွားနေတဲ့အကြောင်းခွေစုတော်ဟိုက်ကက်ဖွဲ့သားရဲ့အကုန်ပြန်ရခတ်နေကြပါတယ်။နန်းတော်ရဲ့မင်းသားတော်မှာလူသိရှင်ကြားထွက်ပေါ်လာတဲ့အချိန်မှာပေါက်ကွဲမှုတွေဖြစ်နေပြီးဒီကိစ္စတွေမှာတခြားပရိယာတွေလည်းပါဝင်နိုင်တာကြောင့်လဲအိုကသူတို့ကိုတာပြီးကတ်တွေပြန်စုဖို့ကိုအားလုံးကိုတာဝန်ပေးပါတယ်။တစ်ဖက်ကမကြခင်နတ်တော်မိန်မင်းသားကိုလုံခြုံရေးတွေတင်းကျပ်ထားတဲ့တွေကကားပေါ်မှာခလုံတိုင်း family ရဲ့ပရိယာတယောက်ကလာသက်သွားပါတယ်။ခွေစုကလည်းတန်တရားရှိတဲ့လူနှစ်ယောက်ကိုဖမ်းလို့အလုံးမှာဟိုက်ကက်အစွမ်းဖြစ်တဲ့ကြောက်မြင်တွေနဲ့တာပြီးထွက်ပြေးသွားကြပါတယ်။ TBC တွေထဲမှာ3လအတွင်းနန်းတော်မိန်မင်းသားကတိုက်ခတ်ခံရပြီးနိုင်ရွာဆန်သွားတဲ့ဆိုတဲ့သတင်းကပြန့်နှံ့သွားခဲ့ပါတယ်။စုံတော့ရှူကာတို့ကမြို့တော်မှာရှိတဲ့ပေါက်ကွဲမှုဖြစ်စဉ်ကိုစုံစမ်းနေပြီးမျက်မြင်သက်သေတွေပြောစကားအရလူနှစ်ယောက်ကပြတိုက်ကိုပေါက်ကွဲပြီးတန်တွေကြောက်နေရတွေနဲ့တိုက်ခိုက်သွားတယ်လို့တင်ပြနေပြီးမဲ့စုံတော့ရန်ကအဲ့ဓာတွေကိုစိတ်ပူရမယ့်ကိစ္စမဟုတ်ဘူးလို့ပြောလိုက်တာကြောင့်ရှူကာကထူးဆန်းတဲ့စွမ်းအားတွေပိုင်ဆိုင်ထားတဲ့သူတွေကမြို့နှက်မှာပြစ်မှုတွေကျူးလွန်နေတာကိုဒီကိစ္စလေးတွေဒါမစုံစမ်းနိုင်ရင်ရဲတယောက်လောက်ရဲ့အရာကတန်ဖိုးမရှိတော့တာကြောင့်အမှန်တရားကိုဖော်ထုတ်ချင်ကြောင်းပြောပါတယ်။စုံတော်ရန်ကလည်းတချို့ကိစ္စတွေကမတိတာပိုကောင်းလိမ့်မယ်ဆိုပြီးညှိနှိုင်းပေးနေပါတယ်။ရဲတိုက်မှာတည်ဆုံသွားတဲ့မိသားကိုအယိုတီပေးကြရင်မင်းကြီးကဒီလိုဖြစ်ရမှုတွေကအချိန်ပေါင်းများစွာခြုံခဲ့ပူပြီးဖိုးတန်းမှာရှိတဲ့ကျင်နာကင်းမဲ့တဲ့သူတွေစီကတ်တွေရောက်သွားခဲ့ရကြောင်းအမှုကိစ္စတွေဖြစ်နေရပြီးပြည်သူတွေကိုကာကွယ်ဖို့အတွက်နဲ့ငြိမ်းချမ်းဖို့အတွက်ကတ်တွေကိုအမြန်ဆုံးပြန်စုဖို့တီယိုဒိုရီကိုအမိန့်ပေးခဲ့ပြီးအဆောင်ကိုပြန်သွားခဲ့ပါတယ်။ဘင်းကရုတ်တရက်ဂါဝရပြမှုဆိုကရောက်ချလာပြီးတီယိုဒိုရီကမင်းသားတီရဲ့ကိစ္စအပါဝင်ဖိုးတန်းမှာရှိတဲ့ပြည့်ပြတ်နေတဲ့အရာတွေကိုဘင်းလုပ်တယ်ဆိုတာသိနေတာကြောင့်တီယိုဒိုရီကိုဒီကိစ္စတွေကိုဘာကြောင့်လုပ်တယ်ဆိုတာအားလုံးထပ်ပိုဒီဆုံးဖြစ်မှာပါဆိုပြီးထွက်သွားခဲ့ပါတယ်။တီယိုဒိုရီကသူ့လက်ထက်ကိုဟိုက်ကက်တွေအမြန်ဆုံးစုဖို့အမိန့်ပေးလိုက်ပြီးအဲ့ကနေမှတစ်စဘာနာတာကဟိုက်ကက်အဖွဲ့ဝင်တွေကိုအခြေအနေတွေအရန်ဆိုးနေတာကြောင့်သတင်းရထားတဲ့ဘေကက်မဆိုအသိယူဖို့ပြောရင်ဝင်းတီ VJ လဲတို့ကိုကတ်သိမ်းဖို့နေရာအတီးတီခွဲပေးပြီးဒီကတ်တွေရဲ့ဒီနေရာကိုကလုံတိုင်းတွေမတိအောင်လှုပ်ဝက်ပြီးပြပြလုပ်ဖို့တတိပေးပါတယ်အားလုံးကသူတို့တာဝန်အတွက်ထွက်သွားကြပြီးခုစုကတော့ဖင်းနဲ့သူပိုလိုစကစ်ဆိုတဲ့နေရာကိုဒီနေ့တော့မှဖြစ်တာကြောင့်ဖင်းကလက်ရှိမှာအိမ်လို့ခေါ်တဲ့နေရာလေးကဆုံးရှုံးသွားတာကနှစ်ပတ်တောင်တယောက်တည်းဝမ်းနဲ့ကြေကွဲနေတာကြောင့်ခွီစုနဲ့ဖင်းကညီကိုလိုခင်လို့သူ့ကိုနှစ်သိပ်ပေးဖို့ကူညီတောင်းပါတယ်ခွီစုကမီးလောင်သွားတဲ့နေရာကိုဝင်ကြည့်ပြီးဖင်းရှိတဲ့နေရာကိုရောက်လာခဲ့ပါတယ်ဖင်းကတော့စိတ်သက်ကြနေစေဖြစ်နေတာကြောင့်ခွီစုကငါးကြောင့်မဟုတ်ရင်ငါသားမရှိရင်ဆိုတဲ့အတွေ့အကြုံကိုမတွေးဘဲနဲ့ကိုကိုအဲ့ဒီလိုပေါင်းလေးထဲမှာပိတ်ထားလိုက်ရင်ဘာမှအရေးမကြီးတော့တယ်လို့ခံစားရပြီးမမက်ကန်းကန်းနေလုံးမိသွားတတ်ကဒီကိစ္စတွေကဖင်းရဲ့အမှားမဟုတ်တာကြောင့်ပြီးတော့ဘဝကိုဒီလိုအဆုံးသတ်သွားတာမကြည့်ရလို့ဆိုကဝေဖာချောင်းလေးထားသွားပြီးထွက်သွားခဲ့ပါတယ်ခလုတ်တိုင်း family အဖွဲ့ဝင်2ယောက်ကလည်းရက်တောက်နေကြရင်ဘသူပေးလိုက်မှန်းမသိရဲ့ပွင့်ချက်နံပါတ်တွေနဲ့လိပ်စာကိုတူတော့တာကြောင့်ခွီစုသွားမယ့်နေရာကိုတီးသွားခဲ့ပါတယ်ခွီစုကဘူတာမှာမုတ်ဝယ်ရင်ပစ္စည်းတစ်ခုကိုတယောက်ယောက်အတွက်ထားခဲ့ပြီးခေထားပေါ်တက်နေတုန်းဖင်းကဝေဖာစားလို့အားရှိသွားတာကြောင့်ဆိုပြီးရောက်ချလာကအတူသွားကြပါတယ်သူတို့ရဲ့ပြစ်မှတ်က Jet of Class ဆိုတဲ့ကပ်ပိုင်ဆိုင်ထားတဲ့အာယာတာဝဝဆိုတဲ့အမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်ခွီစုကဘာဖြစ်လို့လိုက်တာပို့ဆုံးဖြတ်လိုက်တာလဲလို့ပြီးတော့ဖင်းကညီကိုတို့လိုရင်းနှီးကြပြီးကို့မကြောင့်မဟုတ်ဘူးလို့ပြောခံလိုက်ရတာကြောင့်ရှစ်ဆက်ဖို့အားရှိသွားခဲ့ပေမဲ့သူဒီတော့ငွေရှာပေးနေတာကိုလင်းစီကဂေယာကိုမလာတော့ရင်ပိုကောင်းမယ်ဆိုတဲ့စကားကြောင့်အခုထိစိတ်မကောင်းဖြစ်နေရကြောင်းပြောပြပါတယ်ခွီစုကလူကြီးတွေကနားလေအခက်ပြီးသူ့စကားတွေကိုသဘောပေါက်နားလေဖို့တေးချာချာတွေးတောရတာကြောင့်ခင်းရွယ်ရောက်လာရင်တရားလိမ့်မယ်ဆိုပြီးနှစ်သိမ့်ပေးပါတယ်အဲ့လိုနဲ့ညအိကြရင်သူသွားမယ့်နေရာကိုရောက်လာတာကြောင့်ဆင်းမလို့အလုပ်မှာခလုတ်တိုင်း family က Jasper ဆိုတဲ့တပ်သူတွေကိုလက်နက်သုံးနိုင်တဲ့ပလီယာကဘူတာမှာစောင့်နေတာစူးစူးညံ့ညံ့မဖြစ်ချင်ရင်သေးပြန်ဝင်လို့ချင်းချောက်ပြီးဘသူသတင်းပေးလိုက်မှမသိပေမဲ့သူတို့ကလုံတိုင်းတွေကိုသတင်းပို့ရလူရှိနေတာကြောင့်ပီနိုကိုကကောင်တွေတက်အများကြီးတာရဲဆိုပြီးကတ်တွေကိုပေါ်တော်စကားတွေနဲ့တောင်းနေပါတယ်Jasper ရဲ့ကြံကကတ်ကိုရပြီးပေါ့စီပေးလိုက်ရင်ခလုံတိုင်း family ရဲ့အဖွဲ့ဝင်တွေကြားမှာမျက်နှာရနိုင်ဖို့ကတ်သမျှတိုက်နေခြင်းဖြစ်ပါတယ်ကတ်ကိုတာမပင် edit ကရှိသသားရဲ့ရထားလမ်းပေါ်မှာကြောက်ခွဲတွေကိုပြစ်ချမှာကြောက်ခရီးတွေရောမတည်စေခြင်းကတ်ကိုတာပြီးလိုက်ရင်ကြောက်တုံးတွေကိုမပြစ်ချတော့ဘူးဆိုကအကြက်ကင်နေပါတယ်ဖင်းကတော့ဘာမှမဆိုင်တဲ့လူတွေပါထိခိုက်သွားမှကြောင့်ဒေါသထွက်နေပြီးခွီစုကတော့ Jasper ကိုအပြုံးချွချွနဲ့မခံချင်အောင်စကားတွေပြောပြီးခီးတွေတွေကိုစစားကန်လောက်တာကကောင်းတဲ့အကြံဆိုပေမဲ့ခရီးတဲ့အကောင်အန်တရရှိရင်မင်းနဲ့ပါတယ်နော်လို့ပြောလိုက်တော့ဖင်းကသူတို့တွေအဲ့ဒါတော့ကြိုးစီစဉ်ထားမှာပါဆိုပြီးထင်နေပါတယ်Jasper ကခုစုစကားကိုခဏတာစဉ်းစားရင်သူပါတော့ခွာရောက်မယ်ဆိုတာသိပြီးကြောက်အားဖြစ်နေပါတယ်ခုစုကမတိမှုကပ်ဖန်ရှင်ဖြစ်နေလို့အားလုံးတည်သွားရင်တော့ Jasper ရဲ့ကတ်လေးကိုယူလိုက်ရုံပဲဆိုပြီးတွေးနေပြောနေပါတယ်Jasper ကအဲ့ရဆိုဖင်းကိုစိတ်မပူဘူးလားလို့ပြီးတော့ခွီစုကတကယ်လို့ဖင်းတည်သွားရင်တော့ပီနိုကိုအတွက်ကတ်မဆုံးရှုံးတာကြောင့်စိတ်ပူစရာမလိုဘူးလို့ဆိုကပြန်ပြေးလိုက်လို့ဖင်းကတော့ဇောချွေးပြန်နေပါတယ်အဲ့ချိန်မှာပဲတသားနာရောက်လာတာကြောင့် Jasper ကလည်းကြံမရဖြစ်ပြီးဒေါသထွက်ကရထားသွေးရဲ့အမိုးတွေကိုဖျက်ဆီးလိုက်ပါတယ်တသားပေါ်ရောက်လာတာကြောင့် Alice ကကတ်ဆွမ်းတုံးပြီးကြောက်တုံးတွေကိုပြစ်ချလိုက်ပါတယ်ဖင်းကလည်းကပ်ပြောင်းပြီးတိုက်မျိုးအလို့ Jasper ကပစိန်လက်နဲ့ဥဆောင်ခုံမဲ့ချိန်မှာခွီစုကဖင်းကိုကန်ပြီးကဲလိုက်ပြင်မဲ့ဖင်းကတော့မြေထဲပြုတ်ကျသွားပါတယ်ခွီစုကလည်းဒေါသထွက်တဲ့နှစ်ယောက်သားတိုက်ခိုက်နေစဉ်ရထားလမ်းသားကကြောက်တုံးတွေကြောင့်ကျိုးပဲ့နေပြီးအဲ့အကြောင့်ရထားကမငြိမ်ပဲ Jasper ကချော်ကြသွားပြီးဘေးမှာကြောက်ကြောက်နဲ့ခိုးစီးနေရပါတယ်
လက်ရှိအခြေအနေမှာယထာကိုတားလို့မရတာကြောင့်ခွေးစုကလက်လျှော့လိုက်ပြီးခေါင်းမသုံးပဲလှုပ်ချင်တာလှုပ်ခဲ့တဲ့ဂျက်စပါကတီးရမှာကြောက်နေတာကြောင့်သူ့ဆွမ်းနဲ့ယထာကိုရသားအောင်လှုပ်လိုက်ပြီးသူများကိုဒုက္ခပေးခြင်းပင်မဲ့ကိုယ့်တက်ကိုကယ်လိုက်ရတာကြောင့်ယထာသစည်းလုံးအန်ရဲ့ကင်းသွားခဲ့ပါတယ်ခွေးစုကတန်လန်းကဆင်းပြီးအဲလစ်ကိုမဲပြီးတိုက်မလို့အလုံးမှာဂျက်စပါကအနောက်ကနေတန်ကျိုးနဲ့ခြေထောက်ကိုဖမ်းချုပ်ထားလိုက်ပါတယ်ဖင်းကတော့မိကန်းဆက်မှာတေမလို့ရှင်မလို့ဖြစ်နေတော့သူတို့ပြင်းမဲ့ဖြစ်တဲ့အာယာကခွေးနဲ့အတူဖင်းကိုတူထားတာကြောင့်ကယ်တင်ပေးလိုက်ပါတယ်